အားလုံးပဲမင်္ဂလာပါ Blog Permis ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီကနေ့မှာကတော့စင်ရဲသားနဲ့လူချမ်းသာရဲ့ crypto ရင်းနှီးမြှုပ်နှံမှုကွာခြားချက်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသွားကြမယ် Okay ဒါဆိုရင်အစင်းသဖြင့်ဗီဒီယိုလေးစလိုက်ကြအောင်ကျွန်တော်တို့ crypto လောကတွေကိုဝင်လာကြတဲ့သူတိုင်းက passive income အနေနဲ့တစ်ခုရကျင်လို့ပြီးတော့ဒီ crypto ကိုအသုံးပြုပြီးတော့ချမ်းသာခြင်းလို့ဝင်လာကြတဲ့သူတွေကြီးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်လက်တွေ့မှာဆိုရင်2နှစ်3နှစ်လောက်ကြာသွားတဲ့အခါမှာဒီ crypto ကိုဝင်လာတဲ့လူတချို့ကအရင်ပြုတ်သွားတဲ့သူတွေရှိရဲအကျွေးတွေတင်ပြီးတော့ကျွန်တော်တို့ဒါဘောအဆုံးမသွားတဲ့သူတွေရှိရဲတချို့ဆိုရင်ကျွန်တော်တို့တကယ့်ကိုပေါ့နော်ဘောပြောင်းပြီးတော့ချမ်းသာသွားကြတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒါ history မှာလည်းပြင်ကြည့်လို့ရပါတယ် Okay ဒါဆိုရင်ဘာလို့ကွာခြားသွားရလဲပေါ့နော်ကွာခြားသွားတာကသူတို့ဝယ်တဲ့ coin တွေကမတူလို့လားတကယ်တမ်းကတော့မဟုတ်ပါဘူးသူတို့ရဲ့ mindset စိတ်နေစိတ်ထားတွေကွာခြားသွားလို့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့နာမည်ကြီးတဲ့စာအုပ်အုပ်ဖြစ်တဲ့ Rich Dad Poor Dad စာအုပ်ထဲကကျွန်တော် user တွေကိုသုံးပြီးတော့စင်ရသားတွေနဲ့လူချမ်းသာတွေ crypto မှာယင်းနှိမ့်မြုပ်နှံမှုဘယ်လိုကွာခြားသွားလဲဆိုတာကိုကျွန်တော်အသေးစိတ်ကြည့်လိုက်ရအောင်။ Okay ဒီမှာကျွန်တော် slide ထဲမှာဆိုရင် assets နဲ့ liability ဆိုပြီးတော့ဒါပိုင်ဆိုင်မှုနဲ့ပေးရင်တာဝန်ဆိုပြီးတော့ဒါနှစ်မျိုးရှိတယ်ပေါ့နော်။ Rich Dad Poor Dad စာအုပ်ရေးတဲ့ Robert Kiyosaki ရဲ့အဓိကသင်ပေးသွားတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါက assets ပိုင်ဆိုင်မှုနဲ့ liability ပေးရင်တာဝန်တွေကိုခွဲခြားပြီးတော့သိမြင်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်ရိုးရိုးလေးပြောရမယ်ဆိုရင် asset ဆိုတာကအချိန်တန်ရင်ကိုယ့်ရဲ့ပတ်စံအိတ်ထဲကိုငွေတွေဝင်လာပေးအောင်လုပ်ပေးမဲ့အရာတွေ liability ဆိုတာကတော့ကျွန်တော်တို့ပတ်စံအိတ်ထဲကနေပြီးတော့ထွက်သွားအောင်လုပ်စေတဲ့အရာတွေပေါ့နော် crypto မှာဆိုရင်လည်းဒီအတိုင်းပဲလူချမ်းသာတွေကBitcoin ကိုကျွန်တော်ခိုင်မာတဲ့ crypto assets တစ်ခုအနေနဲ့စုဆောင်းကြတယ်ဒါပေမဲ့ဆင်းရဲတဲ့ mindset ရှိတဲ့သူတွေကတော့crypto ကိုလောင်းကစားတစ်ခုလိုသဘောထားပြီးတော့ဒါကိုယ့်ရဲ့အိတ်ကက်ထဲကနေပတ်စံတွေအမြဲထွက်သွားစေမဲ့ liability တစ်ခုအဖြစ်အောင်လုပ်ပြတတ်ကြပါတယ်ဒါဆိုရင်သူတို့ရဲ့လုပ်ရက်တွေကဒါဘယ်လိုကွာခြားသွားလဲဆိုတာကိုတစ်ချက်ကျွန်တော်ဒီထက်ဒီတေးကြကြကြည့်ကြည့်အောင် slide ထဲမှာဆိုလည်းတွေ့ရလိမ့်မယ်ပထမဆုံးကွာခြားချက်ကအချိန်ကိုမြင်တဲ့အမြင်မှာစင်ရဲသား mindset ရှိတဲ့သူတွေက crypto ကိုအမြန်ချမ်းသာမဲ့လမ်းကြောင်းတစ်ခုလို့မြင်ကြတယ်ဒီနေ့ဝယ်မယ်မနေ့ပြန်ချမ်းသာမဲ့ဈေးတက်မဲ့ coin တွေလိုမျိုးလိုက်ရှာပြီးတော့ပဲ investment လုပ်ကြတယ်ဒီတော့ဘာဖြစ်လဲဆိုတော့မသေးကြတဲ့ memes coin တွေ scam project တွေမှာ investment လုပ်ပြီးတော့ကျွန်တော်တို့ငွေတွေဆုံးရှုံးသွားကြတယ်ဒီချမ်းသာတဲ့ mindset ရှိတဲ့သူတွေကြတော့ဒီလိုမဟုတ်ဘူးသူတို့က crypto ကိုအနာဂတ်အတွက်ပိုင်ဆိုင်မှုတည်ဆောက်ခြင်းပေါ့နော်ကျွန်တော် wet building လို့လည်းခေါ်တယ်သူတို့ကချက်ချင်းချမ်းသာဖို့မကြိုးစားဘဲနဲ့နောက်နှစ်နဲ့ချီပြီးတော့ကျွန်တော် strategy ကြအချိန်ပေးထားတယ်ဖြည်းဖြည်းနဲ့မှန်ပဲကျွန်တော်တို့ပေါင်းဆက်တိုးပွားခြင်းကျွန်တော် compounding လို့ခေါ်တဲ့ဒီ strategy ကိုသုံးပြီးတော့ပဲရင်ယုံကြည်ကြည်နဲ့ investment လုပ်ကြတယ်ပေါ့နော်Okay ဒါဆိုရင်ကျွန်တော်ဒုတိယကွာခြားချက်ကဘာဖြစ်မလဲဆိုတော့ဒီစင်ရသား mindset ရှိတဲ့သူတွေက FOMO ဝင်တယ်ပေါ့နော် FOMO ဝင်တယ်ဆိုတာ FOMO ရဲ့ရှေ့ကောက်ကတော့ fear of missing out ပဲဖြစ်ပါတယ်ဒါ FOMO ရဲ့တားကောင်းတွေဖြစ်တယ်ဆိုပြီးတော့online ပေါ်မှာလည်းကြားဖို့ကြပါလိမ့်မယ် FOMO ကဘယ်လိုမျိုးအချိန်တွေမှာဝင်လဲဆိုတော့crypto တွေဈေးတွေရမ်းတက်လာတယ်ဈေးတွေရမ်းကျသွားတဲ့အချိန်တွေမှာဒါဆင်းရဲတဲ့ mindset ရှိတဲ့သူတွေက FOMO ဝင်လာတယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ crypto တွေဈေးရမ်းတက်သွားတယ်ဈေးရမ်းတက်သွားတဲ့အချိန်မှာဒီသတင်းတွေမှာဆိုရင်လည်း BTC ကတော့ဘယ်လောက်ရောက်သွားပါပြီကျွန်တော်တို့သတင်းတွေဆိုရင်လည်း BTC ကတော့ချက်ချင်းပဲဒီ6000ကနေပြီးတော့ကျွန်တော်8000ကျော်ထိရောက်သွားတယ်ဆိုပြီးတော့ဒါဒီလိုမျိုးသတင်းတွေကြားတဲ့အချိန်မှာဒါလိုက်ပြီးတော့ပြားရခတ်ပြီးတော့ဗောနော်ဟာငါတော့လွတ်သွားပြီဆိုပြီးတော့လိုက်ပြီးတော့လူဝယ်ကြတယ်ဗောအဲ့တော့ဈေးနည်းနည်းလေးဒီ crypto ဈေးတက်တယ်ဆိုတာလည်းအချိန်တိုင်းတက်နေရမှာမဟုတ်ဗျာဒီဈေးတက်တယ်ဆိုတာတစ်ချိန်ကျရင်ပြန်ကျဖို့ပဲအဲ့တော့ဒီဈေးနည်းနည်းလေးပြန်ကျသွားတာနဲ့ပြီးတော့ကြောက်ပြီးတော့ပြန်ရောင်းကြတယ်ဗောနော်ဥပမာဈေးတက်တော့ FOMO ဝင်ပြီးတော့ဝယ်လိုက်တယ်ဝယ်ပြီးတဲ့အခါမှာဈေးကတော့တက်ပြီးတဲ့အချိန်မှာပြန်ပြီးတော့ကျွန်တော်တို့ 2x 3x ဆိုပြန်ထိုးကြသွားတယ်ဗောနော်ထိုးကြသွားတဲ့အချိန်မှာဒါလည်း FOMO ထပ်ဝင်သွား FOMO ထပ်ဝင်ပြီးတော့ကြောက်ပြီးတော့ဥပမာဆွမ်းနာ1000 investment လုပ်လိုက်တယ်ဆိုတော့ဒေါ်လာ900ပဲရှိတော့ဆိုနောက်ထပ်ဒေါ်လာ900ကိုအဆုံးရှုံးမခံနိုင်တော့ဘူးဆိုပြီးတော့ဒါတန်းပြီးတော့ပြန်ရောင်းချကြတယ်ဗောနော်ဒါကတော့ဒါဆင်းရဲတဲ့ mindset ရှိတဲ့သူတွေကလှုပ်ထားရှိတဲ့ဒါအရာမျိုးတွေပေါ့ဒီတော့ဒါသူ့ရဲ့စံချိန်ပဲဖြစ်တဲ့လူချမ်းသာတွေရဲ့ mindset ကတော့ logic နဲ့တွားပါတယ်သူတို့ကလူတွေကြောက်ပြီးတော့ဒီလိုမျိုးဈေးတွေအောက်ဆုံးရောက်တဲ့အခါပဲဖြစ်ဖြစ်ဈေးတွေတက်သွားတဲ့အခါပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကဈေးကွက်ကိုဒီအတက်အကျရှိမယ်ဆိုတာကိုကြိုပြီးတော့လေးလာပြီးသားဆိုတော့ဒီကျွန်တော်တို့ FOMO ဆိုတဲ့စိတ်ခံစားချက်နောက်ကိုမလိုက်ပါဘူးအဲ့တော့ဈေးအရန်ထိုးကြသွားတယ်ဆိုလဲသူတို့ကထုတ်မရောပဲနဲ့သူတို့အမြင်ကကြတော့ discount ပေးတယ်လို့သဘောထားပြီးတော့ပိုဝယ်လိုက်တယ်ပေါ့နော်ဥပမာ BTC ကကျွန်တော်တို့8000ကနေ6000လောက်ထိကျလာဆိုဒါထုတ်မရောပဲနဲ့ဒီ6000မှာလည်းနောက်ထပ်ငါ့ကို discount ပေးတာပဲဆိုပြီးဒီ6000မှာလည်းပုံမှန်ဝင်နေကြထပ်ပို့ပြီးတော့ဝယ်ကြတယ်ပေါ့နော်ဒီလိုမျိုးဒီလန်းနဲ့မြင်ကြတယ်ပေါ့နောက်ဆုံးအချက်အနေနဲ့ကတော့အရင်ကြီးပါတယ်စည်ရဲသားတွေကငွေအတွက်ကိုအလုပ်လုပ်ကြတယ်ပေါ့နော်ချမ်းသာတဲ့သူတွေကကြတော့သူတို့ရဲ့အမြင်ကငွေကိုသူတို့အတွက်အလုပ်လုပ်ခိုင်းတယ်ဆိုပြီးတော့ဒါမြင်ကြတယ်ပေါ့နော်အဲ့တော့ crypto လောကမှာစည်ရဲသား mindset ရှိတဲ့သူတွေက
နေရောညမှာဖုန်းကိုကင်ပြီးတော့ဒီ crypto chat တွေကိုတောက်လျှောက်ထိုင်ကြည့်နေရပါတော့ future တွေကိုစားတယ်အများကြီးနဲ့ trade တယ်ခဏ trade တယ်ဒီလို strategy မရှိဘဲနဲ့ကျွန်တော်တို့ position မြင်တဲ့အခါတိုင်းအများနဲ့ trade တယ်ပေါ့နော်ဒီလိုမျိုးလုပ်တာတွေကကိုယ့်ကိုစိတ်ဖိစီးမှုတွေလည်းဖြစ်စေရကျွန်တော်24နာရီအလုပ်လုပ်ရမယ်အလုပ်တစ်ခုကိုလည်းဖန်တီးပေးလိုက်သလိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနေရာမှာချမ်းသာတဲ့သူတွေကကြတော့သူတို့ဝင်မဲ့ coin ရဲ့ဒါနိပညာ fundamental ကိုတေချာလေးနားလည်အောင်အရင်ဆုံးလေ့လာတယ်ပေါ့နော်ဒီ coin ကဒီသူ့ရဲ့ background မှာဘယ် company ရဲ့ပိုင်တာလဲဒီ coin က utility ကဘာတွေအကျိုးရှိစေမလဲဆိုပြီးတော့မှကြည့်ပြီးတော့ investment လုပ်ကြတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးရေရှည် investment လုပ်တဲ့အချိန်မှာ exchange ထဲမှာထည့်မထားဘဲနဲ့ physical wallet crypto wallet တွေထဲမှာတင်ထားတင်ပါတယ်ဒီ crypto wallet တွေအကြောင်းကိုလည်းကျွန်တော်အရင်ဗီဒီယိုမှာ share လုပ်ခဲ့ပြီးပါတယ်ဒီတော့ဒီလိုမျိုးလေ့လာပြီးတော့တေချာလေးစနစ်တကျလုပ်တော့ခဏချမ်းသာတဲ့ mindset နဲ့ရှင်းမယ်ဆိုရင်ညဘက်ပိုင်းတွေလည်းအေးရတဲ့24နာရီဆိုလဲဒါကိုယ့်ရဲ့လွတ်လပ်ပိုင်းခွင့်အများကြီးရှိတယ်ပြီးတော့ဒီလိုအိတ်နေတဲ့အချိန်မှာတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကနေပြီးတော့အမြဲတမ်း investment လုပ်လာမယ်ဆိုရင်တစ်ချိန်ကြာရင်ဒီကိုယ့်အတွက် income တွေအများကြီးရလာစေရပေါ့နော်အဲ့တော့အိတ်နေတဲ့အချိန်မှာပါအလုပ်လုပ်ပေးနေပါတယ်ကျွန်တော်တို့ဒီရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ဆိုတာကျွန်တော်ရေရှည် long term သွားရမယ့် plan ပေါ့နော်အဲ့တော့ဒီအောင်မြင်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်မဲ့နီးလန်းတစ်ခုကတော့ dollar cost averaging လို့ခေါ်တဲ့ DCA နီးစနစ်ကိုသုံးတာပဲဖြစ်ပါတယ်ဒီနီးလန်းကကျွန်တော်တို့ဈေးတက်ကြကိုတက်နိုင်တဲ့ပမာဏ amount တစ်ခုကိုသတ်မှတ်ထားပြီးတော့ဒါအမြဲတမ်းဝယ်သွားမယ်ပေါ့နော်ဥပမာကျွန်တော်တို့တစ်လကိုကျွန်တော်တို့မြန်မာငွေပေါ့နော်9000 investment လုပ်မယ်ဒါမှမဟုတ်ကျွန်တော်တို့တစ်ပတ်ကို9000 investment လုပ်မယ်တသိန်း investment လုပ်တယ်ဒီတိုင်းပဲကျွန်တော်တို့ပုံမှန်အများတန်းဒီအငွေနဲ့ကျွန်တော်တို့ crypto ထဲမှာ investment လုပ်သွားမယ်ဆိုရင်ဈေးရမ်းကျသွားတာလို့ဈေးအရမ်းတက်သွားတဲ့အချိန်မှာဒီ annual တွေကနေကင်းဝင်းနိုင်သလိုကျွန်တော်တို့ chat တွေအများတန်းထိုင်ကြည့်နေကြရတယ်မလိုတော့ပါဘူးကျွန်တော်တို့ရေရှည်အတွက်အမြတ်အစွန်းတွေအများကြီးရရှိတဲ့အကောင်းဆုံးနည်းလမ်း structure တစ်ခုပဲဖြစ်ပါတယ်Okay ဒါဆိုရင်နောက်ဆုံးအချက်အနေနဲ့ကိုကဘယ်လိုမျိုး mindset ထဲမှာပါလဲဆိုတော့ပြန်တုတ်သက်ကြည့်ကြပါအခုဆိုရင်ကျွန်တော် crypto မှာစင်ရသား mindset နဲ့လူချမ်းသာ mindset ဆိုပြီးတော့ဘယ်လိုကွာခြားသွားလဲဆိုတာကိုဒါသဘောပေါက်လိုက်ပြီးထင်ပါတယ် crypto ဆိုတာချက်ချင်းချမ်းသာဖို့အဲ့လိုထီထိုးတဲ့နေရာလည်းမဟုတ်ပါဘူးကျွန်တော်တို့ရေရှည် investment long term investment လုပ်ရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်Okay ဒါဆိုရင်အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ရောလက်ရှိမှာငွေကိုဒါအလုပ်လုပ်ခိုင်းထားလားလူချမ်းသာ mindset နဲ့သွားနေရလားဒါမှမဟုတ်စိတ်ပူစည်းမှုတွေနဲ့ငွေအတွက်အလုပ်လုပ်နေတဲ့ကျွန်တော်တို့ဒါ mindset နဲ့trade မိနေလားဆိုတာကိုကိုယ့်အကိုသုံးသပ်ကြည့်စေချင်ပါတယ်အဓိကတော့ကျွန်တော်တို့ရဲ့ mindset တွေကိုပြောင်းလဲဖို့ပဲအရေးကြီးပါတယ်ဒီ mindset ကိုပြောင်းလဲတဲ့နေရာမှာဆိုရင်တယောက်တည်းလောက်ရတာဆိုရင်တစ်ခါလေကြာရင်ခက်ခဲတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ Blogger Mix Family မှာဒီလိုမျိုး financial knowledge တွေ crypto ကိုအခြေခံကနေစပြီးတော့ကျွန်တော် advanced level ကြီးသွားခြင်းနဲ့ဆိုရင် community group ကို join ထားလို့ရပါတယ်ကျွန်တော်တို့အနေနဲ့အမြဲတမ်းတည်ထားမှာ crypto ကိုလောင်းကစားသမားတယောက်လို့မလုပ်ဘဲနဲ့ရေရှည်ရင်းနှီးမြှုပ်နှံသူ investor တယောက်အနေနဲ့ပဲသွားတင်ပါတယ်ဒီနေရာမှာကျွန်တော် crypto နဲ့ပတ်သက်ပြီးတော့ investment တွေစလုပ်ချင်တဲ့ crypto ကိုစပြီးစမ်းချင်တဲ့သူတွေအနေနဲ့လည်း Bybit account ဖွင့်ထားဖို့လိုပါတယ် Bybit account မဖွင့်ရသေးဘူးဆိုရင်လည်း description မှာကျွန်တော် 20% off discount ပေးထားတဲ့ link ကနေ Bybit account ဖွင့်လို့ရပါတယ် Okay ဒါဆိုရင်တော့ဒီ video လေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe နှိပ်ခဲ့ပေးပါ community ထဲမှာပြန်တွေ့ကြပါမယ်မင်္ဂလာရှိသောနေ့လေးပန်းချကြပါစေ